ကောင်လေးသည်ဖခင်ဖြစ်သူ၏ပိုစတာပေါ်တွင်စတစ်ကာများကိုတမင်တက်လိုက်ကပ်ပြီးနောက်ပိုစတာကိုတွန်းလဲချလိုက်သည်ထိုချင်းရာကိုဝန်ထမ်းများမြင်သွားပြီးတားဆီးရန်အတွက်အပြေးလွှားရောက်ရှိလာကြသည်ကောင်လေးမှာကြောက်လန့်တကြားဖြင့်လှည့်ပြေးခဲ့တော်လဲဝန်ထမ်း9ဦး၏ပိတ်ဆို့ခြင်းကိုခံလိုက်ရသည့်လူစိမ်းများပုံမှုစုယုံရောက်ရှိလာခြင်းတွင်အော်ဒဇင်ဝေဒနာရှင်ကောင်လေးမှာမအော်ဘဲမနေနိုင်တော့ပေသူသည်အော်ဟစ်ပြီးလူအုပ်ထဲမှရုံထွက်ပြေးခဲ့သည်ဝင်းစီဆက်လက်တင်သည့်လဲနှင့်ဝင်တိုက်မိတော်မီဆဲတွင်အမျိုးသမီးတဦးပြေးလာပြီးသူ့ကိုအမြန်ပွေးဖက်လိုက်သည်သူမကကောင်လေးထိခိုက်ဒဏ်ရာရသွားသလားဟုအလင်းမြန်မေးမြန်းတော်လဲပက်ပက်လက်ရှိလူအုပ်ကြီးကိုမြင်သောအခါကောင်လေးမှာတဖန်ပြန်၍အော်ဟစ်မိပြန်သည်ဤအမျိုးသမီးသည်ကလေးစိတ်ပညာဆိုင်ရာကျွမ်းကျင်သူတဦးဖြစ်ပြီးကောင်လေး၏ပုံမှန်မဟုတ်သောအခြေအနေကိုမကြာမီမှာပင်သတိပြုမိသွားသည်သူမကကောင်လေးကိုချက်ချင်းပွေးဖက်ကအေးဆေးဆေးချုံမော့ပေးသဖြင့်ကောင်လေးလည်းတဖြည်းဖြည်းတည်ငြိမ်သွားခဲ့သည်ထို့နောက်အမျိုးသမီးကသူမ၏လက်ကင်ပေါ်ဝါနှင့်ရွှေပြုံသည့်အယုတ်လေးကိုသူ့အားပေးခဲ့သည်ထိုအချိန်တွင် CEO ၏အတွင်းရေးမှူးအပြေးလွှားရောက်ရှိလာပြီးထိုသူသည်ကောင်လေးတီတီသူမှန်သိလိုက်ရမှသာအမျိုးသမီးလည်းစိတ်အေးသွားပြီးလှည့်ထွက်သွားခဲ့သည်ထိုနေ့ကမိမိသားဖြစ်သူဘာဖြစ်ခဲ့သည်ကို CEO ကလုံးဝမသိရှိခဲ့ပေထိုညတွင်သားဖြစ်သူကပိုးမွားများပေးပွားနေသောလက်ကင်ပေါ်ဝါတစ်ခုကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားသည်ကိုသူတွေ့ရှိခဲ့သည်ထို့ကြောင့်သူကမဆိုင်မတွပဲဒင်းကိုအဝတ်လျှော်ခြင်းထဲသို့ပစ်ထည့်လိုက်သည်သို့သောနှုတ်ထိန်ကလက်ကင်ပေါ်ဝါကိုရှော့ဖို့ပေးပြီးနောက်တွင်သားဖြစ်သူမှချက်ချင်းပင်တောင်းကျမ်းပါတော့သည်သူသည်အလွန်ရေးကြီးသောအရာတစ်ခုဆုံးရှုံးသွားတဲ့ကဲ့သို့ဖြစ်နေသည်နှုတ်ထိန်လည်းအလွန်ဇဝေဇဝါဖြစ်သွားခဲ့သည်စူညံတန်ကိုကြားသဖြင့်ဖခင်ဖြစ်သူလမ်းလျှောက်လာပြီးသားဖြစ်သူအားဘာဖြစ်လို့လဲဟုမေးမြန်းသည်ကောင်လေးကစလုံးထဲရှိလက်ကင်ပေါ်ဝါကိုညွှန်ပြသည်ဖခင်ကလက်ကင်ပေါ်ဝါကိုကောက်ယူပြီးသူ့ကိုပေးလိုက်သည်ကောင်လေးကလက်ကင်ပေါ်ဝါကိုချက်ချင်းအနံ့ခံကြည့်တော့လဲအဝတ်လျှော်ဆက်ပြနမ်းမှတပါဘာအနံ့များမရတော့ပေသူကလက်ကင်ပေါ်ဝါကိုဒေါသတကြီးလွှင့်ပစ်လိုက်ပြီးမိမိအခန်းထဲသို့ပြေးဝင်သွားသည်ကောင်လေးဤကဲ့သို့ထူးထူးဆန်းဆန်းပြုမှုရခြင်းမှာထိုလက်ကင်ပေါ်ဝါတွင်အမျိုးသမီး၏ကိုတင်းနှံ့ရှိနေခဲ့သောကြောင့်ဖြစ်သည်သူမကသူ့ကိုကဲတင်ခဲ့ဘူးပြီးသူမ၏အနံ့ကသူ့အားစိတ်သက်သာရမှုကိုပေးစွမ်းနိုင်ခဲ့သည်သို့သောအိမ်အကူကလက်ကင်ပေါ်ဝါကိုစင်ကြယ်အောင်ရှော့ပစ်လိုက်လေပြီနောက်တစ်နေ့တွင်သားဖြစ်သူကပုံမှန်ထက်တနာရီခန့်နောက်ကျပြီးမှနိုးလာသည်ကိုဖခင်ဖြစ်သူသတိပြုမိသည်ဤအချက်ကတခုခုမှားယွင်းနေပြီဟုသူ့ကိုခံစားရစေသည်ကောင်လေးဖျားနေသည်ဟုသူထင်တော်လဲတာမိုမီတာဖြင့်တိုင်းကြည့်သောအခါအပူချိန်မှပုံမှန်ပင်ဖြစ်နေသည်ထို့နောက်ကောင်လေး၏စားတောက်မှုကိုထပ်မံစစ်ဆေးတော်လဲထူးခြားမှုကိုမတွေ့ရပြန်ပေဖခင်ဖြစ်သူကတား၏အော်ဒဇင်ယောဂအခြေအနေပိုမိုဆိုးရွားလာသည်ဟုမှားယွင်းစွာတွေးတောမိပြီးအတွင်းရေးမှူးထံချက်ချင်းဖုန်းဆက်ကကောင်လေးကိုကလေးဆေးရုံသို့ခေါ်သွားရန်ပြောကြားခဲ့သည်ကောင်လေးကိုဆေးရုံသို့ပို့ဆောင်လိုက်သောအခါသူကကြောက်လန့်တကြားအော်ဟစ်တော်သည်ထိုအချိန်မှပင်အမျိုးသမီးကလည်းသူမ၏အလုပ်စတင်ရန်ဆေးရုံသို့ရောက်ရှိလာရုံသာရှိသေးသည်ကောင်လေးအော်ဟစ်တန်ကိုကြားရသောအခါသူမကဘာဖြစ်နေတယ်လဲဆိုသည်ကိုသိလို့စိတ်ဖြင့်အခန်းထဲသို့လှမ်းဝင်ကြည့်ရသူသည်မနေ့ကသူမကဲတင်ခဲ့သောကောင်လေးငယ်ဖြစ်နေသည်ကိုအမျိုးသမီးကရှေ့သို့လှမ်းလာပြီးကောင်လေးကိုနှုတ်ဆက်သည်ကောင်လေးသည်ကားရုံများနှင့်ကစားရသည်ကိုမိနစ်သက်ကြောင်းသတိပြုမိသဖြင့်သူမကသူမနှင့်အတူအခြားအခန်းတစ်ခုသို့တွားရောက်ကစားရန်ဖိတ်ခေါ်ခဲ့သည်ထုံးစံအတိုင်းလူစိမ်းများနှင့်ဘယ်သောအခါမျှအဆက်အသွယ်မလုပ်တတ်သောကောင်လေးကသူမ၏ဖိတ်ခေါ်မှုကိုလက်ခံခဲ့သည် CEO ၏အတွင်းရေးမှူးမှချက်ချင်းပင်အံ့အားသင့်သွားခဲ့သည်အခြားအခန်းသို့ရောက်ရှိပြီးနောက်အမျိုးသမီးကတကြားလုံးနှလုံးကိုထုတ်ယူလိုက်သည်သူမကကောင်လေး၏အခြေအနေကိုသိရှိနိုင်ရန်အတွက်သူအားနူးညံ့သိမ်မွေ့စွာစကားပြောဆိုဆက်သွယ်ခဲ့သည် CEO သည်အတွင်းရေးမှူးထံမှသတင်းစကားကိုရရချင်းဆေးရုံသို့ချက်ချင်းအပြေးလွှားရောက်ရှိလာသည်သူကအမျိုးသမီးကိုဘေးသို့တွန်းဖယ်လိုက်ပြီးကောင်လေးထိခိုက်ဒဏ်ရာရသွားသလားဆိုသည်ကိုစစ်ဆေးသည့်အမျိုးသမီးမှာသူ၏ရိုင်းဆိုင်သောအပြုအမူကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားရသည်သူကသူမကိုလုံးဝအပြစ်ခါပြုကာကောင်လေး၏လက်ကိုဆွဲ၍ထွက်ခွာရန်ပြင်သည်ကောင်လေးကမလိုက်ဘဲညှင်းဆန်ကအမျိုးသမီးနှင့်တငယ်ချင်းဖြစ်လိုသောကြောင့်ချစ်ကြည်ရေးကပ်ပြားတစ်ခုကိုထုတ်ပြခဲ့သည် CEO ကထိုကပ်ပြားကိုဒေါသတကြီးလူယူလိုက်သည့်အကြောင်းမှာသူကိုယ်တိုင်ပင်ထိုကဲ့သို့သောကပ်ပြားမျိုးကိုတခါမျှမရရှိဘူးသောကြောင့်ဖြစ်သည်လူနာဆောင်အပြင်ဘက်တွင်